မလေးလူမျိုးတွေအများဆုံးသုံးကြတဲ့ဘဏ် application ကနေထက်ရှင်ကို application ကိုပတ်စံထည့်တဲ့နည်းထက်ရှင်ကိုအထက်ကိုပတ်စံထည့်မှုပထမနည်းလမ်းတစ်ခုကဘဏ် application ကနေပြီးတော့ထက်ရှင်ကိုတဲ့ကိုပတ်စံထည့်တာပါဘဏ်ကတော့ဒီမလေးရှားက local ဘဏ်တစ်ခုဖြစ်ဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်ကဒီဗီဒီယိုမှာ CIMB ဘဏ်ကိုအသုံးပြုပြီးတော့လောပြသွားမှာဖြစ်ပါတယ်ပထမဆုံးထက်ရှင်ကိုတဲ့ကကိုယ့်ရဲ့ဒီ account ကနံပါတ်ကိုချက်သွားယူမယ်ပေါ့နော်ထက်ရှင်ကိုတဲ့ကိုဝင်မယ်ဝင်ပြီးရင်ပတ်စံကိုကြည့်ကြည့်36ချက်ရှိတယ်နော်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ရဲ့ profile လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒီမှာကိုယ့်ရဲ့ဒီ account number ရှိအဲ့တော့ကျွန်တော်က copy ယူလိုက် copy ယူပြီးရင်ကျွန်တော်တို့က CNMB ဘဏ်နဲ့ကိုသွားမယ် CNMB ဘဏ်နဲ့ကိုသွားပြီးပြီဆိုလို့ရှိရင်ပထမဦးဆုံးဒီမှာ transfer ဆိုတဲ့အရာလေးရှိတယ်အဲ့ transfer လေးကိုနှိပ်ပေးလိုက်အဲ့ transfer ကိုနှိပ်ပြီးပြီဆိုလို့ရှိရင် new transfer ဆိုတဲ့အရာကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပြီးရင်ဒီမှာပထမဦးဆုံးအပေါ်ဆုံးအကြောင်းပေါ့နော် bank account e-wallet number လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒီနေရာမှာ CNMB မှာကြတော့ဟိုးအောင်ဆုံးမှာဒီထက်ရှင်ကိုရှိတယ်ဗျာတခြားဘဏ်အကောင့်တွေမှာကကြတော့ဘယ်နေရာမှာထက်ရှင်ကိုသွားပုံမလဲတော့မသိဘူးထက်ရှင်ကိုကအောက်ဆုံးမှာဆိုတော့ထက်ရှင်ကိုတစ်ချက်နှိပ်လိုက်ပြီးရင်ဒီနေရာမှာကိုယ့်ရဲ့ခုနကကျွန်တော်တို့ copy ယူလိုက်တဲ့ထက်ရှင်ကိုအကောင့်နံပါတ်ကိုဒီမှာ space ချပေးလိုက်ပေါ့ဗျာ space ချပေးလိုက် okay space ချပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က next ကိုထပ်နှိပ်လိုက်ပြီးရင်ဒီနေရာမှာ fund transfer ဆိုတဲ့အရာလေးနှိပ်ပေးလိုက်ပြီးရင် next ကိုနှိပ်ပေးလိုက် okay ဒီနေရာမှာကျွန်တော်30ထည့်လိုက်မယ်ဗျာဟုတ်ပြီလားတစ်ချက်ပဲအရင်ပြပြလိုက်မယ်တစ်ချက် okay ပြီးရင်ကျွန်တော်တို့က next ကိုထပ်နှိပ်မယ်ပြီးရင်ဒီမှာဟုတ်တယ်ဘာညာမရေးတော့ဘူးဗျာပြရမလားအဲ့တော့ကျွန်တော်က next ကိုထပ်နှိပ်မယ်အဲ့တော့အောက်မှာရှိတဲ့အနီရောင်စာကြောင်းလေးကိုကျွန်တော်နှိပ်ပြီးတော့တီးပြုတ်ပေးလိုက် okay ဒါဆိုပတ်စံကိုရောက်သွားပြီချက်ချင်းဒီမှာ message ဝင်တာနော်အဲ့တော့အဲ့ message ကိုကျွန်တော်ဝင်ကြည့်လိုက်မယ်ချက်မှာတစ်ချက်ခုနက36ချက်ကအခု38ချက်ဖြစ်ပါပြီ this is အရင် easy ဖြစ်တယ်နော်တခြား local ဘဏ်တွေကလည်းဒီပုံစံအတိုင်းပဲပတ်စံထည့်သွားရင်ရပါပြီအဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ဘဏ်ကနေပြီးတော့ထက်ရှင်ငွေတွေကိုပတ်စံတိုက်ရိုက်ထည့်တဲ့နည်းလောက်တက်သွားမယ်လို့ထင်ပါတယ်